ငါပေါ့ကိုမျက်နှာကြည့်ပြီးတက်တဲ့မေးကြီးမင်းပါလာသီးကကြာလားမကြာဘူးလားဒဲပဲမေးကြီးသူဖြေရဲလားလို့အဲ့ကောင်ပါလာသီးကကြာပြီးတော့ငရဲသွားမဲ့ကောင်သာသနာဖြစ်တိလားဒေဝဒတ်တော့အစစ်နမ်းမရှိတဲ့ကောင်ဒေဝဒတ်ကပညာတတ်တယ်နော်ဒေဝဒတ်ပညာငါပေါ့နဲ့နှိုင်းရှင်လို့တော့မရဘူးအချိန်တန်ကျွတ်တန်းဝင်မဲ့ဒေဝဒတ်ငါပေါ့လိုကောင်မျိုးကဘာမှလည်းသုံးစားရဘူးတခိုးကြဖို့မင်္ဂလာပါခင်ဗျရှုံခစ်တကနီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီကတဝဲစီမံကိန်းကိုရုရှားလက်ထက်အပ်ဖို့အတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးဇုံ SPV ကိုဖျက်သိမ်းဖို့အကြံဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကညွှန်ကြားလိုက်ပြန်ပါတယ်အရကတော့ AA ရဲ့စစ်တွေမြို့သိမ်းတဲ့ပွဲဟာအကြံဖတ်စစ်ကောင်စီရဲ့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့သုံးဆောင်ရွာအနိအထိရောက်ရှိနေပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူတကောင်ဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ကိုထိန်လင်းဟာအမေရိကန်ကိုရောက်ရှိလာတယ်လို့သိရပါတယ်လူတကောင်ဆောင်ဒေါ်ဆန်းစုကြည်ရဲ့တားငယ် Kim Aris လို့ခေါ်တဲ့ကိုထိန်လင်းဟာဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ရောက်မြန်မာပြည်သူတွေနဲ့အတူတွေ့ဆုံပွဲတွေကိုတက်ရောက်ဖို့ရောက်ရှိလာတာဖြစ်တယ်လို့လည်းသိရပြီးကိုထိန်လင်းကိုနယူးယောက်လေဆိပ်မှာမြန်မာပြည်သူတွေကဝမ်ဘန်တတာကြိုးစုံနှုတ်ဆက်ခဲ့ကြတယ်လို့လည်းသိရပါတယ်အဲ့ဒီလိုအမေရိကန်ရောက်နေတဲ့အချိန်မှာပဲမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းဟာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေစစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့မိခင်ဖြစ်သူဒေါ်ဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အရေးကိစ္စတွေကိုပါနိုင်ငံတကာကနေအရေးကြီးလှုပ်ဆောင်ဖို့လိုအပ်နေတာတွေကိုတိုက်တွန်းတောင်းဆိုသွားဖို့တွေလည်းရှိတယ်လို့သိရပါတယ်ဒါပြင်ကိုထိန်လင်းဟာအမေရိကန်ပြည်ထောင်စုနယူးယောက်ဘော့စတွန်ဝါရှင်တန် DC အပါအဝင်မြို့ပေါင်း10မြို့ကိုတွားရောက်ပြီးပြည်ပရောက်မြန်မာနွယ်ဘွားတွေနဲ့လည်းတွေ့ဆုံသွားဖို့ရှိပြီးတော့တစ်ဖက်မှာတော့မကြာခင်အသက်80ပြည့်နှစ်ရောက်ရှိတော့မှဖြစ်တဲ့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုအကြက်ဖက်စစ်ကောင်စီတပ်ကမတရားဖမ်းဆီးချုပ်နှောင်ထားတာဟာ၄နှစ်ကျော်ကြာရှိနေပြီးမိသားစုနဲ့လည်းလုံးဝတွေ့ခွင့်မပေးဘူးလို့သိရပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာတုံညနဲ့စတင်ခဲ့ရတဲ့တော်လှန်ရေးဟာ၄နှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာပြည်သူတွေရဲ့ကြံ့ကြံ့ခံတွန်းလှန်မှုကြောင့်နိုင်ငံရဲ့နေမြေ90ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်နိုင်ပြီဖြစ်လို့စစ်အုပ်စုရဲ့ကြာရှုံးမှုတွေကိုလည်းမြင်နေရပြီဖြစ်ပေမဲ့ဆက်ပြီးထောက်ခံအားပေးမှုနဲ့ကြံ့ကြံ့ခံမှုကိုလိုအပ်နေစေဖြစ်တယ်လို့တမန်ကြီးဦးကျော်မိုးထွန်းကပြောလိုက်ပါတယ်။ဒါကတော့မတ်လ6ရက်နေ့မှာ Asia Society ကကျင်းပတဲ့မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲမှာမြန်မာတမန်ကြီးဦးကျော်မိုးထွန်းကပြောလိုက်တာပါ။အဲ့ဒီဆွေးနွေးပွဲမှာတမန်ကြီးဦးကျော်မိုးထွန်းကလက်ရှိမြန်မာနိုင်ငံကပြည်သူတွေဟာကြံ့ကြံ့ခံပြီးအကြမ်းဖက်စစ်အုပ်စုကိုတွန်းလှန်နေတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့ကြာရှုံးနေမှုတွေကိုမြင်နေရတယ်ဆိုတာအသေးချာပြောနိုင်တယ်လို့ဦးကျော်မိုးထွန်းကပြောခဲ့တဲ့အပြင်ဘာမှမရှိတဲ့တုံညကနေစခဲ့ရတဲ့တော်လှန်ရေးဟာအခုဆိုရင်တိုင်းသားလက်နက်ကိုင်မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူတကွလက်တွဲပြီးတွန်းလှန်နေတာဟာမြန်မာနိုင်ငံရဲ့နေမြေ90ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်တဲ့အောင်မြင်မှုတွေရရှိနေပြီဖြစ်တယ်လို့လက်ရှိအချိန်အထိလည်းမြန်မာပြည်သူတွေဟာအကြမ်းဖက်စစ်အုပ်စုကိုကြံ့ကြံ့ခံတွန်းလှန်နေကြတယ်လို့တမန်ကြီးဦးကျော်မိုးထွန်းကပြောသွားပါတယ်အဲ့ဒီလိုအောင်မြင်မှုတွေရရှိနေပေမဲ့ဒီထက်မကတဲ့အောင်မြင်မှုတွေဆက်ပြီးရရှိဖို့အတွက်မြန်မာပြည်သူတွေနဲ့မြန်မာနိုင်ငံရဲ့မိတ်ဆွေတွေကိုတော်လှန်ရေးမှာဆက်ပြီးပါဝင်အားဖြည့်ပေးဖို့ကိုပါတမန်ကြီးဦးကျော်မိုးထွန်းကဆွေးနွေးပွဲအတွင်းတိုက်တွန်းသွားသလိုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရရက်နဲ့နိုင်ငံတကာအခမ်းကဏ္ဍအာဆီယံအခမ်းကဏ္ဍစတဲ့အကြောင်းအရာတွေကိုပါဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အရကတော့ AA ရဲ့စစ်တွေမြို့သိမ်းတိုက်ပွဲဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့သုံးဆောင်ရွာအနီးအထိရောက်ရှိလာပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်လက်ရှိအရကတော့ AA ဟာတစ်ဖက်က AR ပဲခူးနဲ့မကွေးတိုင်းဘက်တွေမှာပါ PDF ပူးပေါင်းတပ်တွေနဲ့အတူထိုးဖောက်ဝင်အောင်နေပြီးတစ်ဖက်မှာလည်းရခိုင်ပြည်နယ်မှာနောက်ဆုံးသိမ်းမှုကြံနေသေးတဲ့မြို့၃မြို့တဲကစစ်တွေမြို့ကိုပါထိုးစစ်ဆင်တိုက်ခိုက်နေရမှာစစ်တွေမြို့အနီးအထိ AA ရဲ့ထိုးစစ်တွေရောက်ရှိနေပြီဆိုပါတယ်အကြံဖက်စစ်ကောင်စီဘက်ကတော့စစ်တွေမျိုးအနီးတိုက်ပွဲတွေမှာ AA ရဲ့ထိုးစစ်ကိုမခံနိုင်ပဲနောက်ပြန်ဆုတ်ရင်းနဲ့ယမန်နေ့ကတည်းစစ်တွေမျိုးအနီးထိရောက်နေပြီးတိုက်ပွဲတွေကတော့စစ်တွေမျိုးနဲ့ရွှေမင်းကန်ရေတပ်စခန်းနဲ့သုံးဆောင်ရွာအနီးထိကိုရောက်ရှိနေပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်အကြံဖက်စစ်ကောင်စီကလည်းရွှေမင်းကန်ရေတပ်စခန်းမှာNavy သင်္ဘောတွေပါအစီအတော်တော်များများအထိုင်ချပြီးခုခံနေတာဖြစ်တယ်လို့အရခတ်တော် AA ကလည်းစစ်ကောင်စီဘက်ကကြီးရည်လေး၃ခုပေါင်းပြီးခုခံနေတဲ့ကြားကပဲအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေဟာစစ်တွေမြို့အနီးမှာတင်ဒီတက်ပုံမပြင်းထန်လာဖို့ရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိစစ်တွေမြို့ကန်တချို့လည်းရန်ကုန်မြို့ဘက်ကိုပြောင်းရွှေ့ကြဖို့တွေလုပ်နေကြပြီးငွေကြေးတက်နိုင်တဲ့သူတွေကတော့လေနဲ့ပြောင်းရွှေ့ဖို့တွေပါစီစဉ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်
မှာတော့အချမ်းဖတ်စစ်ကောင်စီကတဝဲစီမံကိန်းကိုရုရှားလက်ထက်အဖို့အတွက်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးဆောင် SPV ကိုဖျက်သိမ်းဖို့အချမ်းဖတ်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကညွှန်ကြားလိုက်ပြန်တယ်လို့သိရပါတယ်ဒါကိုတော့ယမန်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးမှာအချမ်းဖတ်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကညွှန်ကြားလာတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတဝက်အထူးစီးပွားရေးဆောင်ကို2008ခုနှစ်ကတည်းကအကောင့်ထဲပေါ်ခဲ့တာဖြစ်ပေမဲ့တိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိတဲ့အတွက်ယင်းနီတီဆောက်သူအီတာလီယန်ထိုင်းကမ္ပဏီရဲ့လုတ်ကင်ခွင့်ကို2020ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်အခုခါမှာတော့အချက်ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်အတွင်းအဲ့ဒီတဝက်အထူးစီးပွားရေးဆောင်နဲ့ပတ်သက်တဲ့စီမံကိန်းတွေဖော်ဆောင်မှုဆွေးနွေးခဲ့တာတွေရှိတဲ့အကြောင်းနဲ့လက်ရှိအဲ့ဒီစီမံကိန်းဆောင်ရွက်မှုတွေဟာလည်းတိုးတက်မှုမရှိဘဲရပ်ဆိုင်းနေတာဖြစ်တဲ့အကြောင်းတွေကြောင့်ဆိုပြီးတဝက်စီမံကိန်းကိုရုရှားလက်ထက်အဖို့အတွက်အရင်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစီးပွားရေးဆောင် SPV ကိုဖျက်သိမ်းဖို့အကြံပတ်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကညွှန်ကြားလိုက်ပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့မန္တလေးတိုင်းကညောင်ဦးမြို့နယ်မှာငါမင်းမေခြေရွာမှာရှိတဲ့နာရီအိမ်ကိုအကြံဖက်စစ်ကောင်စီတပ်ကဝင်ရောက်လာပြီးတော့ခြေရွာနေလူငယ်အယောက်20ကိုစင်မှုထိုင်ရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ကပဲညောင်ဦးမြို့နယ်ငါမင်းမေခြေရွာမှာနာရီလုံနေတဲ့အိမ်ကိုအကြံဖက်စစ်ကောင်စီတပ်သားတွေကရုတ်တရက်ကားတွေနဲ့ရောက်ချလာပြီးဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီနောက်နာရီအိမ်မှာရောက်နေတဲ့သူတွေကလူငယ်အယောက်20ကိုစစ်မှုထမ်းရမယ်ဆိုပြီးအကြံဖက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားတာဟာသူတို့မှာပါလာတဲ့ကားနဲ့မဆက်တဲ့အတွက်ခြေရွာတဲကကားနဲ့ပါတင်ပြီးဖမ်းခေါ်သွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီလိုအကြံဖက်စစ်ကောင်စီတပ်ကနာရီအိမ်တော်မချမ်းလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးနေတာတွေကြောင့်အနီးနားခြေရွာတွေမှာရှိတဲ့လူငယ်တွေပါအိမ်မှာမနေရဲကြတော့ပဲထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေအထိဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီကလုံခြုံရေးတွေနေရာတိုင်းတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုမြို့ပြတော်လှန်ရေးရဲဘော်တွေကဘုံခွဲတိုက်ခိုက်မှုတွေခက်စိတ်စိတ်ပြုလုပ်နေရမှာမနေ့ကလည်းရန်ကုန်မြို့ကမော်ဘီမြို့နယ်အတွင်းလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုအတင်းအဓမ္မဖမ်းဆီးစုဆောင်းနေတဲ့ဝနက်ချောင်းစံပြရွာအုပ်ချုပ်ရေးမှုရုံးကိုတော်လိုင်းရဲဘော်တွေက40မမဘုံသီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ SSDR အထူးစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကည9နာရီဝန်းကျင်လောက်မှာပဲရန်ကုန်မြို့မော်ဘီမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့အတင်းအဓမ္မဖမ်းဆီးစုဆောင်းနေတဲ့ဝနက်ချောင်းစံပြရွာအုပ်ချုပ်ရေးမှုရုံးကိုတော်လိုင်းရဲဘော်တွေက40မမဘုံသီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်လက်ရှိမှာတော့နိုင်ငံတော်နယ်မြေတွေအကြီးအကျယ်လက်လွတ်နေရပြီးစစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီကသူတို့ထိန်းချုပ်လို့ရနေသေးတဲ့ရန်ကုန်မြို့မှာလုံခြုံရေးတွေနေရာတိုင်းတင်းကျပ်ထားတဲ့ကြားကပဲရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေဟာစစ်ကောင်စီနဲ့တပ်ဆိုင်တဲ့နေရာတွေကိုဖောက်ခွဲတိုက်ခိုက်မှုတွေခက်စိတ်စိတ်ပြုလုပ်လာနေတာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုပါတော်လိုင်းတပ်တွေကမြစ်တာရက်ခံထားပါသေးတယ်ခင်ဗျဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ပါမင်းအောင်လှိုင်အာဏာသိမ်းမှုမှာလေတကယ်တနာဖို့ကောင်းတာကစစ်သားတွေရဲတွေနော်ပြည်သူတွေကိုမင်းအောင်လှိုင်ဘုံချက်တက်လို့ပြည်သူတွေတေရတယ်ဆိုတာကပြည်သူကခံချပွင့်ရသေးတယ်ဒါပေမဲ့အဲ့ဒီစစ်သားတွေရဲတွေကမင်းအောင်လှိုင်အပါဝင်အဲ့ဒီမင်းအောင်လှိုင်ဘောမနေတဲ့ဘောမတွေရဲ့ပေါက်ပန်း40မြောက်ထုတ်ပင့်ကော်တွေအောက်မှာဘဝတွေအတက်တွေအကုန်စတဲ့ရတယ်အခုလည်းဒီမှာငပောက်ဆေးရုံတွေတွားပြီးတော့နော်ဝေးကလည်းပထမဆေးရုံတွေတွားပြီးပတ်စံတွေတွားထောက်ပံ့တာတွေ့တယ်နော်သူ့ဒါကတော့လွယ်လေးပါသူတို့မှာခရိုနီရဲ့တစ်စစ်တို့မျိုးလုပ်နေကြနော်သူ့ပတ်စံမုံဒီကောင်တွေလားရှိရကောင်မဟုတ်တင်ကန်းချုပ်ပြီးတော့ကိုကျိုးချားနေရကောင်အခုဒီမှာဒီဆေးရုံတွားထောက်ပံ့တယ်နေပြီးတော့ကလေးတစ်ထောင်ဆေးရုံမှာဘာပြောလဲဆိုတာချက်နားတာမဟုတ်ရီလို့ကျွန်တော်ဒါခံရတာမဆန်းရလဲတို့တမလို့သားခံရတော့ခုစရာရှိနေတယ်ဟုတ်လားဒီတရားတွေကတော့လောက်ကင်မှာစုနေတယ်ဘောလို့ဆိုသူတို့ချင်းအဆင်မပြေဖြစ်နေတယ်ဒီတရားတွေကနောက်ကျတော့ဘလို့ဖြစ်မလဲဆိုတော့တို့လောင်မြင်မှာဆိုတော့ပြေလို့ဆိုမှာဘယ်တော့လို့ဆိုတော့မဟုတ်ငပောက်လောလောဆယ်နော်စစ်ဌာနချုပ်တွေစခန်းတော့မပြောမနေတော့စခန်းရည်မနိုင်တော့မြို့တွေစစ်ဌာနချုပ်တွေကိုပေးနေရတာက PDF တွေဘက်အချမ်းကပေးတာလားမင်းတို့စစ်ခွေးတွေဘက်အချမ်းပေးရတာလားနယ်မြေတွေတစ်ခုပြီးတစ်ခုဆွန့်လွတ်ပေးနေရတာက PDF တွေဘက်ကအချမ်းပေးနေရတာလားမင်းတို့စစ်ခွေးတွေဘက်အချမ်းပေးနေရတာမနေ့တနေ့ကပဲစကိုင်းမှာဘုံမှုပေါင်ဝင်14ကောင်အရှင်ဖမ်းပြီးတော့အကောင်20ကိုနော်မတာဖြော်ပေးလိုက်တာ
200ပါတဲ့စစ်ကြောင်းကြီးကငုတ်တုတ်ကြီးရှိသေးတယ်နော်အမှရတဲ့လက်နက်တွေတွက်ချင်လက်နက်ပေါင်း40ကျော်မှာ share တွေကြီးပဲရတာဟုတ်လားမကြီးဆိုတောင်းတဲ့ချီရတာဟမ်အဲ့တော့ပြောရမှာအဲ့ဒီစကား PDF တွေဘက်ကပြောရမှာစကားမဟုတ်ဘူးလောလောဆယ်ခွေးပြေးဖို့ဖြစ်ပြီးထားเสียနေရာမရှိမသားတွေပုံထက်နေတော့ဟိုမှာပြည်မြို့မှာတွားပြီးတော့မြို့တော့ခမ်းမရှိတော့တွားပြီးတော့ဟိုမှာခொနည်းကရက်ခိုင်သတင်းမှာငါတင်ထားသေးတယ်ဟမ်စေရုံတွေမှာကုမဲ့နေရာမရှိတော့လို့စစ်ပွဲတွေနော်မြို့တော့ခမ်းမှာဂရင်တွေချပြီးကုပေးနေရတယ်ဟမ်ခွေးဦးနာဂျိုးကန်းတွေဟမ်ပြောင်းပြန်ကွာဒီကောင်ဒုက္ခပဲတခိုးကလူဟိတ်တွေးလို့ အဲ့လိုဒီတော့ဒီပါကြီးကြည့်တယ်ပါရတော့ချိန်တိုင်းတော့ဒီလားဆိုပဲသင်စေရမယ်ဟုတ်လားညီပွဲလေးတွေနေခုတော့ညီပွဲတွေပါရပြီးဒီလိုစစ်တွေကိုတော့မှညီပွဲတွေပြီးနေရဆိုတော့တမတော်သားတွေကိုတော့ပြီးရမှာပဲเนาะခဏနေပါခဏနေပါတမတော်သားတွေကိုပူပေးအောင်မှเนาะဆိုတော့နေဝင်းခစ်ကစပြီးတော့ဒီနေ့အချိန်ထိเนาะအခုလက်ရှိဒီချိန်ထိချိန်2025ထိเนาะအိုနာကျိုးပြန်စုပ်ပြတ်တက်ပြီးတော့နော်တိုက်စစ်တပ်ထဲမှာနေစရာမရှိတော့လို့အပြင်ရောက်လာတဲ့စစ်သားတွေအတွက်မင်းတို့စစ်တပ်ကဘာတစ်ခုတောင်းဝင်ယူပေးဘူးတာရှိတယ်ပင်စင်တော်မှဖြတ်လို့ဖြတ်ဟိုကလိဒီရဖြတ်နော်စုပ်ပြတ်တက်ပြီးတော့ဘွားတွေတပုံကြီးဂျိုင်းနောက်တစ်ဖက်နဲ့ဗိုလ်ချုပ်အောင်ဆန်းပုံတို့ဒေါအောင်ဆန်းစုကြည်ပုံတို့ရက်ွက်တကလှည့်ပြီးလိုက်တောင်းစားနေတာဘယ်သူတွေလဲဟမ်တသက်လုံးဝမပေးတာလားအခုမှမြေခွက်ပေးမယ်မြေခွက်ကမင်းတို့ခွေးကောင်းဆောင်တွေအဝေသက်အောင်အရင်စကွက်လူကြအောင်တီးရငါပေါ့နော်တသက်လုံးလည်းပေးမလာခဲ့ဘူးတမိုင်းလည်းမရှိခဲ့ဘူးနော်အဲ့တော့ဓမ္မဒုက္ခိတဖြစ်နေတဲ့နော်စစ်သားတွေကိုလာပြီးတော့အင်းနဲ့မပေးနဲ့နော်ဟိုစစ်ပွဲအဲ့ထက်မှစစ်ပွဲတွေပါရင်ပါအောင်မယ်နော်စစ်ပွဲတွေကအင်းနဲ့ပေးလို့ရှိရင်အမီးနှံတာအောင်ဒါကောင်တွေကောင်းကောင်းပြီးတော့မြေခွက်လေးတွေပါပေးမယ်နော်ဟာဗာမြေခွက်လေဟမ်6ပေ3ပေမြေခွက်လားဟုတ်လားအဲ့မြေခွက်ပဲရမယ်အဲ့ဒီမြေခွက်ရအောင်ကန်ကောင်းတယ်မဲ့တိုက်ပွဲမှာမတာပေါ်ပြီးတော့နော်တကြိုအလောင်းတော့ပြန်မကောက်နိုင်တဲ့စစ်သားပေါင်းဘယ်လောက်ရှိနေပြီလဲဒီအာနာသိမ်းပြီးမှအဲ့ဒီအလောင်းတော့ပြန်မကောက်နိုင်တဲ့စစ်သားတွေရဲ့မိသားစုတွေအတွက်မင်းတို့တွေဘာလို့ပေးပြီးသွားပြီအဲ့ဒါလေးပဲအရင်စစ်နိုင်ငံတော်အစ်စ်မင်းတို့သိမ်းထားတာနော်မင်းတို့အာနာသိမ်းထားတာဒီတိုင်းပြည်တစ်ပြည်လုံးအာနာကိုသိမ်းထားတာမင်းတို့အာနာမရသေးတာပဲရှိတယ်လောလောဆယ်ဒီတိုင်းပြည်ရဲ့နော်အားလုံးကမင်းတို့လက်ထဲမှာအဲ့တော့အဲ့ဒါလိုမျိုးဘဝပြတ်သွားတဲ့စစ်သားမိသားစုတွေအတွက်နော်ဘာလေးများအထောက်အပံ့ရပြီလဲလို့စာအိတ်လေးတဲ့ခရိုနီပေးတဲ့ပတ်စံလေးနည်းနည်းဟိုစစ်ဗိုလ်ချုပ်ပေးတဲ့ပတ်စံလေးနည်းနည်းထည့်ပြီးတော့ဒီလိုမျိုးစာအိတ်လေးလိုက်ဝေပြီးတော့ဗါတယ်ပေါ်ချိုးလုပ်ပြတာလူတိုင်းလုပ်လို့ရတယ်ငါပြောတာလက်တွေ့ကြကြအခုလက်ရှိကွာကြာတော့ကအရှင်းစစ်မှုထမ်းဥပဒေမပြောနဲ့မင်းအောင်နိုင်အာနာတိမ်ပြီးတဲ့ကဒီနေ့အချိန်ထိနော်တေကြေကျိုးပဲ့ကမ်းသွားတဲ့စစ်သားတွေနဲ့သူတို့ရဲ့မိသားစုတွေအတွက်မင်းတို့စစ်တပ်ကဘာတွေများထောက်ပံ့ပေးပြီးလဲအဲ့လောက်လေးပဲပြော PDF ပဲအချမ်းမှာတော့တွေ့တယ်မလားကြံခဲ့တဲ့မိသားစုတွေကိုဘယ်လိုတွားကြောတာတွေထောက်ပံ့တာတွေတိုင်ရင်တပ်ဖွဲ့တိုင်းမလုံနိုင်ပေမဲ့တချို့တလေလုံနိုင်တဲ့တိုင်ရင်တပ်ဖွဲ့တွေမှာတွားလို့ပြကြတွေ့တယ်နော်ကြာဆုံးသွားတဲ့တွေ့ရကောင်းတွေတတိချာချာအုပ်ကူနဲ့ရအောင်အလောင်းအောင်ဆွတ်ထုတ်တယ်မင်းတို့ဘက်မှာအဲ့လိုလှုပ်ပေးနေပြီလားအဲ့ဒါအဖြေပဲသိလားသူတို့စောက်ပေါ်ထားလို့တွဲလှုပ်တတ်တယ်အဲ့စောက်ပေါ်ထားမင်းတို့စောက်ပေါ်တွေကြားထဲမှာရမယ်အဲ့လိုစာရည်လေးပြတ်နေဟာဘာဖြစ်လဲနော်ညာဖြစ်တယ်နော်ဟုတ်လားမင်းတို့အရှိရဖို့ငါလည်းလေတွေ့မပြောဘဲမနေနိုင်ဘူးဒီလိုအားတဲ့အချိန်လေးမှာဘယ်မှာလဲဆိုတော့ဘုံတော်လေးမောရတာလေးပြပြီးတော့ခွေးပါးကလက်စကားမရလို့ရတယ်ငပေါက်ပါတိကကြနေတယ်မင်းငရဲဒေဝတဲ့ဇောက်လို့စိတ်မကောင်းမင်းတရားစကားတွေနာမပြောနဲ့မင်းနဲ့မတန်ဘူးတရားလဲတရားလေးဒီလိုစနေရမှာဇလင်းပွင့်ပြီးရှောက်တော့ဦးစင်းကပေါက်ကအဲ့ဒါမင်းငပေါက်လို့ခေါ်တယ်နှစ်ခါရောက်ပါတယ်မင်းကြော်ညာနေတယ်မင်းငပေါက်လို့ခေါ်တယ်အဲ့ဒါပြည့်လို့သိလားတိတ်ခါကြတယ်ပေါက်နော်ပေါက်ကတိတ်ခါကြတယ်မင်းတို့လိုကောင်မျိုးကိုမွေးထုတ်ခဲ့တဲ့အဲ့ဒီပေါက်တိတ်ခါကြတယ်သိလားငပေါက်တက်တာနော်အေးဘာမှစိတ်ဓာတ်မကြိုက်ဘူးအဲ့ဒါမှထိတာမဟုတ်တာကြီးလေရောပါရောဟုတ်လားဘယ်ရလဲပေါက်ခက်ကဘယ်ရတော့ကြီးပဲဟာရာကြီးပဲမင်းငါရွာနာပဲဟုတ်လားငါတောင်းတာလေအကြီးပြီတော့အုံတော့တောင်းတာကဘိုင်းနာမာတာဆိုတာအဲ့ဒါပြောပတ်ဆိုင်ပြင်စမ်းမောဘယ်မှာတရားတော့သူကဘယ်ကောင်သူ့စောက်စကားပြောနေတယ်ဒီလိုစစ်ဩဒါဆိုကတော့တိတော့လားငါရွာနာလေဆိုတော့တတိယထိုင်းဟာတာလေးတစ်ခုကြည့်ဦးမှာပါလူမိုက်ကလာဆိုင်ရှင်ခေါင်းရိုင်းရိုက်ပြဿနာရှာတော့မင်းမရလဲတော့ပြဿနာရှာအောင်တွန့်ဆိုရပလင်းတဲ့ကို
သေးပေါက်ထည့်ပြီးတော့ဘီယာမှာတော့ချပေးတယ်အာမင်းပေးရတယ်ငါရွာနာဆိုအဲ့လိုထည့်ပြီးတိုက်တယ်လို့ပဲအခုလည်းငပေါက်ကိုအဲ့လိုတိုက်ပေးလိုက်ကြတယ်88မှာတော့ ပါလာလာ ဒါကြောင့်မို့လို့နော်စစ်တပ်ကအနိုင်ရခဲ့တယ်ပေါက်ပန်း40ကိုသူတို့လုတ်ပြီးတော့ဝါဒဖြန့်ခဲ့တာအေးဘောကြည့်ပါလားအခုဒီနေ့ခေတ်ကကိုလည်းတိနေ မှာ လို့ မြေခွက်ရအောင်ငါကောင်းပြီးဦးမယ်နော်ဟောမျိုးမှာကြလားပြိဆိုင်ချင်းချင်းလည်းယာယီမှုမှလည်းရှိရမှာပဲဟုတ်လားနော်ဒီလိုစစ်တယ်ဒီတိုင်းပဲမြေခွက်ရအောင်ငါကောင်းပြီးရတာလေနော်အဲ့တော့နော်စိတ်ဓာတ်မကြနဲ့နော်အေးဒီဆိုင်နော်ဟုတ်ဒီတယ်မငါနဲ့ခံလာပြီဟုတ်ကဲ့ဘုရားပါတယ်နော် ဒီမှာလေးရဲ့အဲ့ဒါဆက်နေရ အဲဒါကြီးစိတ်ဓာတ်ကြကြတယ်နော်နောက်မှအေးဒီသားတဲ့ကောင်းကောင်းလာလို့သုံးသိချိန်ရလို့နော်ကောင်းတာတခါရရဟာခင်ဗျာတရေလေးပဲကောင်းတာတောင်းကြတော့ကြုံလို့တော့သူကြီးပြည့်နေအောင်ပါဦးမြင့်အောင်လို့ပါတော့ကြုံမျိုးတွေ ကိုလေရောကောင်တော့ ဟုတ်လားအယုဒ္ဓိခလာတို့တယ်ဘယ်မှာကြာတော့ဟောသဒ္ဒါပဲလားဒီလိုစေဟောဒီလေးမရနောက်တယ် ဆိုင်တဲ့ဘလောက်ပါလဲတော့မသိဘူးနော် လေးမရတယ်တော့ကောင်းတာဒဝိစုတောင်းကောင်းတာတောင်းသူဒဝိစုတည်းလေးမဲ့2ရွာကျော်အင်ဂျီ30နဲ့ရွာခဏရှိတော့40လောက်ရှိပါရဲ့အေးအင်ဂျီ40ပြဿနာပေါင်းတော့6000နဲ့ဟုတ်လားနော်အဲ့ဒါမကြရနော်အေးအပြီးရနော်နေစရာမရှိရင် ကောင်းစား အဲဦးစိတ်ကြောင့်ရှင်လား ဦးစင်းကောင်းလာနေတယ်နေရမရှိဦးစင်းပဲနေခွက်တွေအိမ်တွေဘာတွေဖန်တီးပေးမလားစိတ်ကူးတယ်ဦးစင်းချောင်းလာနေတယ်နော်ဟောဒုက္ခငါပါငါပါ ဒီတော့အာနည်းများတယ်ပေါ့အဲ့ဟုတ်ကဲ့ဒါရော ဒါတွေကိုတွေ့တော့လေကျွန်တော်တို့88မှာပြည်သူတွေကခဏလေးတွေးအေးဝါကြတာကိုဘယ်ပြောမလဲဘောအဖေနဲ့သားညာစကားကြည့်ပြီးတော့နေဖြစ်သွားဆိုအခုကြည့်ပါဒါအခုကိုတွေကတိနေလို့နော်မတိလို့ရှိရင်သူတို့လုံနေတဲ့ပုံတွေကိုကြည့်တကယ်မတိသူတို့ပဲနိုင်နေတယ်သူတို့ပဲမနေတယ်ဘာတကယ်တော့အံ့ဩကောင်းတယ်ဒါဒီနေ့ကမှပြည်သူတွေအားလုံးတိနေတော့ဒီကောင်စောက်ပေါ်ဖြစ်နေတာအမှန်တကယ်အရင်ခေတ်ကအခုလို Facebook social media တွေမရှိတဲ့ခေတ်ကဆိုဟုတ်တယ်ပြည်သူတွေကျင်ကောင်းလို့နော်နောက်တိုင်းဒီတော့ပတ်တဲ့နော်ပြည်သူတွေနဲ့တလူဖြစ်ကုန်မှာဒါပေမဲ့အခုခေတ်ကြတော့အားလုံးကတိနေတော့ငါပေါက်စောက်ပေါ်ကွာဟုတ်တယ်မလားအဲ့တော့ငါပေါက်ကိုကောင်မျိုးကိုလူရတွင်းပြီးတော့သူတို့လုံနေတဲ့လူတွေကိုကျွန်တော်အံ့ဩလို့မဆုံးငါပေါက်ကိုမျက်နှာကြည့်ပြီးတက်တဲ့မေးဒီမင်းပါလာသီးကကြလားမကြဘူးလားဒဲပဲမေးဒီသူဖြေရဲလားလို့အဲ့ကောင်ပါလာသီးကကြပြီးတော့ငရဲသွားမဲ့ကောင်သာသနာဖြစ်သိလားဒေဝဒတ်တော့အစစ်နမ်းမရှိတဲ့ကောင်ဒေဝဒတ်ကပညာတတ်တယ်နော်ဒေဝဒတ်ပညာငါပေါက်နဲ့နှိုင်းရှင်လို့တော့မရဘူးအချိန်တန်ကျွတ်တန်းဝင်မဲ့ဒေဝဒတ်ငါပေါက်လို့ကောင်မျိုးကဘာမှလည်းသုံးစားရအောင်တခိုးကြဖို့သိလားအနေစားချောင်းလို့တင်ငန်းခြုံပြီးတော့ပေါက်ပန်း40လိုက်လုပ်နေတာဒီတော်လိုင်းပြီးတဲ့နေ့တိုင်းအဲ့ဒီတောင်စားဘာလို့မစောက်ကြည့်မယုံကြည်လိုက်တော်လိုင်းအောင်မြင်ပြီးငါပေါက်လို့ကောင်မျိုးဘာလို့မလဲဒါကြောင့်မလို့ကျွန်တော်ကပြောငါပေါက်ကိုဖမ်းပြီးကျွန်တော်အရင်ဆုံးဆက်တယ်သိလားမတတ်နဲ့ငါပေါက်ကိုဘာမှမလုပ်နဲ့လက်ပြားနဲ့တော့မထိနဲ့ငါပေါက်အတွက်တီးတန့်ကျွန်တော်အဲ့ခံကျွေးမွေးနေလို့နော်နေ့တိုင်းသိလားနေ့တိုင်းအဲ့ခံကျွေးမွေးနေလို့နော်ဒါကြောင့်မလို့ငါပေါက်နဲ့ပတ်သက်လို့မိလို့ရှိရင်မတတ်ပါနဲ့ဘာမှမလုပ်ပါနဲ့လက်ပြားနဲ့တော့မထိပါနဲ့သိလားယွန်အားကြီးလို့သိလားလက်ပြားနဲ့မထိရဆိုတာတကယ်မို့စိတ်ကူလို့မဟုတ်ယွန်အားကြီးလို့နော်အဲ့ဒါကိုပြောချင်ပါတယ်